အာဒီနဲ့သူ့တငယ်ချင်းတွေဟာဗိုက်ဆက်မျိုးကနေအာဒီတို့နေတဲ့မျိုးကိုတော်မေရထားနာမှာအချင်းချင်းနှုတ်ဆက်နေကြစဉ်ရထားကထွက်ခါနီးတငယ်ချင်းတယောက်ကမင်းကိုလက်ဆောက်ပေးမေဗိုက်ဆက်ကကိုလာရမကာကိုဆူရဲသွားယူနေတယ်လို့ပြောလိုက်ပါတယ်ရထားအစားထွက်တော့မှပဲကိုလာဘူးရောက်လာကတယောက်ပြီးတယောက်လှမ်းဖိပေမေလူတယောက်နဲ့ထိမိပြီးပြုတ်ကျသွားခဲ့ပါတယ်တငယ်ချင်းတွေကအာဒီကိုမင်းကတော့ဗိုက်ဆက်ကရွှေရမကာလေးကိုစမ်းတောက်ခွင့်မရတော့ဘူးလို့ပြောလိုက်တဲ့အခါအာဒီကစိန်ခွာတာကိုလက်ခံတယ်ဆိုပြီးရထားထဲသို့ပြေးသွားကနောက်အပေါက်တစ်ခုကနေဖမ်းယူလိုက်ပါတယ်။ကိုလာဘူးကိုဖွင့်ကတောင်းနေတော့မှပဲတငယ်ချင်းတယောက်ကရှေ့ကမိတိုင်နဲ့တိုက်မိတော့မေလို့လှမ်းပြောလိုက်ပြီးရုတ်တရက်နောက်ကနေမျက်မှန်လေးတက်ကဝိုက်ဆက်နေတဲ့မျက်လုံးလေးတွေနဲ့အတူစကားပြောနေတဲ့နှကမ်းပါးပါးလေးကိုမြင်ပြီးရုတ်တရက်ကြွေသွားကဖက်ထားလိုက်ပါတယ်။ခဏနေတော့ဖက်ထားတာကိုခေါ်လိုက်ပြီးမင်းဘာလို့ဒီလောက်လှတာလေးပြောတော့ကောင်မလေးကပရိုက်ကထွက်သွားပါတယ်။အာဒီဟာရထားထဲမှာလိုက်ရှာပေမယ့်မတွေ့ပဲဖြစ်နေကသူ့တငယ်ချင်းစီကဖုံးလာတော့မင်းအရက်ပလန်တစ်ခုအတွင်းနဲ့စိန်ခေါ်ပြီးအသက်ဆွဲရသလားမေးတဲ့အခါအာဒီကငါတေပြီလို့ထင်ထားတာမထက်မဲ့ပဲနဲ့သမိန်တစ်ပါးလိုလှပပြီးချစ်စရာမျက်နှာလေးနဲ့ကောင်မလေးတယောက်ငါ့ကိုကေလိုက်တယ်လို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်ဖုံးပြောနေစဉ်ကောင်မလေးကအိမ်သားထဲကထွက်လာတော့ဖုံးရှာလိုက်ကအာဒီကမင်းငါပြောတာကြားလိုက်လားမေးတော့ဘာမှမပြောဘဲမျက်စောက်ထိုးကြည့်ကဝင်သွားပါတယ်ယထာလက်မဲ့ကောက်တဲ့သူရောက်လာကအာဒီစီကလက်မဲ့တောက်တော့အရက်နဲ့ရတယ်လို့ပြောပြီးမင်းတောင်းနေတာအရက်မဟုတ်ဘူးလားလို့မေးတဲ့အခါမဟုတ်ဘူးလို့ပြန်ဖြေကအကုန်လုံးတောက်လိုက်ပြီးပလင်းခွင်ကိုလွှင့်ပစ်လိုက်ပါတယ်အာဒီကဘယ်မှာလဲတက်တယ်လို့ပြောတော့လက်မဲ့ကောက်တဲ့သူကလေဒေါသထွက်သွားကအာဒီရဲ့လက်မဲ့ကိုလွှင့်ပစ်လိုက်ပြီးပြန်ပြောတဲ့အခါဘယ်မှာလဲတက်တယ်လို့ပြောပြီးယထာကနေချထားခဲ့ပါတယ်ညနေရောက်တော့ယထာကလဲခုလဲဘူတိုင်းုံတနေရာမှာနားနေကအာဒီရဲ့နဲ့သမီးလေးကကျွတ်ထိုးနေတော့ရေတောက်မေလို့ဆင်းခက်တဲ့အခါယထာကထွက်သွားမယ်လို့အတန်ပေးပြီးပြန်လှည့်လာတဲ့အခါလူရဲကအုပ်စုတစ်ခုကလမ်းမှာတားထားတော့သွားမရပဲဖြစ်နေခဲ့ပြီးယထာကလည်းထွက်သွားပါတော့တယ်အာဒီလေတက်စီနဲ့အမြန်လာခဲ့ပေမဲ့ယထာကိုမမီလိုက်ဘူးဖြစ်နေကလှည့်ကြည့်လိုက်တော့သူ့ကျွေနေတဲ့ကောင်မလေးကိုမြင်ပြီးမင်းဘာလို့ကြံခဲ့တာလေးမေးတဲ့အခါဘာမှမပြောဘဲကြောက်နေခဲ့ပါလေလူမိုက်တွေကမင်းကိုယ့်ဟာကိုဟီးရိုးမဲ့နေလားပြောတော့ကောင်မလေးရဲ့ကိုယ်တွေထင်ပြီးမဟုတ်ပါဘူးပြောတဲ့အခါအာဒီရဲ့လက်ကိုကိုက်ပြီးသူ့ရဲ့နဲ့သမိန်လေးကကိုယ့်ဟာကိုရာမလို့မှတ်လိုက်ပါပြောတော့အရန်ကိုကျင်တဲ့တော့ကသူတို့စိန်ခွာတာကိုလက်ခံပြီးလူရန်ကားတွေကိုတယောက်ပြီးတယောက်ရိုက်လွှဲကကောင်မလေးကအဲ့လောက်ထိလှုပ်ရှားမလို့ဘူးပြောတော့ငါတော့သားထွက်ရင်အဲ့လိုပဲလို့အာဒီကပြောလိုက်ပါတယ်အာဒီဟာကိုလက်သက်စံပြီးသူ့ကိုတော့နှုတ်ဆက်တော့ရထားလက်မဲ့တဆောက်ပေးကဘာမှမပြောဘဲထိုင်နေပါတယ်မင်းငါ့ကိုကူညီခဲ့တာတွေအတွက်ကျေးဇူးမတန်ရင်တော့မင်းနိုင်မင်းလေးတော့ပြောပြပါလားမေးတဲ့အခါရှင်ရထားမှာတော့ကကျမကိုကျေးဇူးတင်ခဲ့လားလို့ပြောလိုက်ပါတယ်အာဒီကကျေးဇူးတင်နေပြောတော့သူ့နာမည်ဘာရှာလို့ပြောကဟိုက်ဒရာဘက်ကလာလို့မေးတော့ဟုတ်တယ်လို့ပြန်ဖြေပါတယ်ဘာရှာဖက်နေတဲ့စာအုပ်ကိုမင်းသားကအဆောက်အဦကိုဘုံထောက်ပြီးနောက်ဆုံးထောက်လေးမကြဘူးစနောက်တဲ့အခါဘာရှာကအရန်ကိုစိတ်တူသွားပြီးကျမလူရန်က10ယောက်လောက်နဲ့အခုမှပဲနီးနီးကဲကဲတွေ့ဖူးတာကျမစိတ်ရှုပ်လို့ဒီစာအုပ်နဲ့ဖြေဖြောင်းနေတာကိုရှင်ဖြက်စီးလိုက်ပြီလို့ပြောလိုက်ပါတယ်အာဒီစီကိုသူ့အမေစီကဖုံးဝင်လာပြီးဘာရှာကသူ့ဖုံးအထင်နဲ့အမေလားလို့မေးတဲ့အခါအာဒီရဲ့အမေကဘေသူလေးမေးတော့အာဒီကဘာရှာကိုငါဖုံးနဲ့မှားနေတယ်လို့ပြောတော့ဖုံးလှည့်ပေးလိုက်ပြီးသူ့အမေကိုရှင်းပြလိုက်ပါတယ်ခဏနေတော့ဘာရှာကသူတယောက်တည်းနေရှင်နေပြောလို့အာဒီကရှမ်းနေတဲ့ဘာရှာကိုသူ့အင်ဂျီရွှေ့ပေးပြီးနောက်တစ်ခုမှသွားထိုင်ပါတယ်ချက်ချင်းဆိုသလိုအင်ဂျီကိုကောက်ဝဲလိုက်ပြီးခဏနေတော့ရှက်စီကမိုးကြိုးတွေပြစ်တော့အရန်ကိုကြောက်လာကအာဒီရဲ့ခုံနှမှာလာထိုင်ပါတယ်ဘာရှာကအာဒီရဲ့ဖုန်းကိုလူယူလိုက်ကသူကစားနေတဲ့ဂိမ်းကိုရှွန့်အောင်လုပ်လိုက်ပြီးအာဒီကမင်းဘာလို့ဒီလိုလုပ်တာလဲမေးတော့ကျမအစာဖဲတုံးကခန်းစားချက်ပြက်တယ်လို့ရှင့်ကိုခန်းစားကြည့်တဲ့အိုလို့ပြောလိုက်ပါတယ်ဘာရှာရေတောက်တာကိုမြင်ပြီးအာဒီကဗိုက်ဆာလာလို့မေးတော့ခေါင်းညိတ်ပြတဲ့အခါသူ့အထုပ်တွေမှာမုံတွေရှာတာမတွေ့လို့ဘူဒိုင်ဟွန်နာကမုံရုပ်တွေတွန့်လေးတစ်စီးကိုမြင်တော့ဘာရှာကိုကြက်ဥပုံမှုကျော်လှုပ်ချွေးမေလို့မိန်ထွန်းနေတော့မှာပဲလေတွေတိုက်လာကမိန်ထွန်းမရတော့ဘာရှာကအပွားအင်ဂျီကိုလေကာပေးတဲ့အခါမိန်ချစ်လို့ရပေမဲ့လေတိုက်လို့တလှက်လက်ခါနေတဲ့အင်ဂျီအောက်ကဗိုက်သားဖွေးဖွေးလေးကိုမြင်တော့ငေးနေကလက်ကိုမိန်လောက်သွားပါတယ်ဘာရှာကိုမုံလို့ကျွေးပြီးတော့ရေစားရှိလားလို့မေးတဲ့အခါမရှိဘူးလို့ပြန်ဖြေတော့ဝမ်းသာအာရနဲ့ချစ်တယ်လို့ပြောလိုက်ပါတယ်ဘာရှာဟာအရန်ကိုအံ့ဩသွားပြီးအစာတွေကျသွားအောင်ရေအမြန်တောက်လိုက်ရကအခုတွေ့တာနဲ့ပဲရှင်အဲ့လိုပြောထက်သလားမေးတဲ့အခါအာဒီကငါချစ်တယ်လို့ခံစားရလို့ချက်ချင်းပြောလိုက်တာဟုပြန်ဖြေပါတယ်
ကျမကတော့လူတစ်ယောက်ကိုချစ်ဖို့အရှင်တော်တော်ယူရမယ်လို့ပြောကအာဒီကမင်းကြိုက်တဲ့လောက်အရှင်ယူပါဒါပေမဲ့ငါအကြောက်ကိုသိလာလို့ရှိရင်မင်းငါ့ကိုသဘောကျလာမှာပါဟုပြောလိုက်ပါတယ်။ဘာရှာကချစ်တာနဲ့သဘောကျတာမတူဘူးပြောတော့မင်းငါ့ကိုသဘောကျလာရင်ချစ်လာလိမ့်မယ်လို့ယုံယုံကြည်ကြည်ပြန်ဖြေပါတယ်။ရုတ်တရက်မိုးကြိုးတွေပြစ်ကအာဒီကမိုးတွေကလည်းမင်းလိုပဲတိမ်တွေဖြစ်ပြောင်းလဲပြီးမှရွာချမယ်ထင်တယ်ပြောတော့ဘာရှာကမိုးတိမ်တိုက်ကမိုးမရွာဘူးလို့ပြောနေချိန်မှာပဲမိုးတွေရွာချလာကအာဒီကလည်းမိုးတွေရွာရင်ဘာရှာလည်းငါ့ကိုချစ်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။ယထာရောက်လာတဲ့အခါဘာရှာကယထာပေါ်တက်သွားပြီးအာဒီကိုခေါ်တော့သူ့စီကအဖြစ်မရလို့မလိုက်တော့ဘူးလို့ဘာရှာရဲ့စိတ်ကိုစမ်းတဲ့အခါယထာထွက်တော့မှမို့ဘာရှာကမနှက်ဖြန်ကြရင်စဉ်းစားပြီးဆုံးဖြတ်ပေးမယ်လို့ပြောတဲ့အခါမှာယထာပေါ်တက်သွားပါတယ်။မနဲ့မိုးလဲလို့အာဒီနိုးလာတဲ့အခါဘာရှာမရှိတော့ပေအသေးအတန်လိုက်ရှာကမတွေ့တဲ့အဆုံးငါမျက်စိကဘာရှာကိုမတွေ့ပေမဲ့ငါနှလုံးသားကသူနဲ့တွေ့မယ်လို့ယုံကြည်နေတာ650 square kilometer ရှိတဲ့မြို့ထဲမှာသူ့ကိုရှာတွေ့မယ်လို့ယုံကြည်နေပါတယ်။ဘာရှာကိုတော်တော်များများနေရာမှာရှာပေမဲ့မတွေ့တဲ့နောက်ဆုံးကောလိုက်တဲ့အပြင်ပါတယ်။ကောလိုက်မှာကောင်မလေးတွေကလာနှုတ်ဆက်ပေမဲ့စိတ်ဝင်စားဖို့ပြောကဘာရှာကိုပဲတောက်တနေခဲ့ပါတယ်။တရက်မှာတော့အာဒီဟာသူ့တငယ်ချင်းနဲ့ကြောက်ကိုလာတော့သူတို့အထက်ကစီနီယာကောင်မလေးတွေကသူတို့ကိုခေါ်ကနှုတ်ဆက်ပေမဲ့အာဒီကဘာရှာကြောက်ကိုပဲမေ့နေခဲ့ပါတယ်။သူတို့တွေကနေကောင်မလေးနဲ့တူတဲ့တယောက်ငါတို့တွေ့ထားတယ်ပြောတော့အရန်ကိုဝန်တာသွားပြီးသူတို့ကိုမရမကပြောတော့ခွာလာကပြလိုက်ရပါတယ်။အာဒီကဘာရှာဖြစ်ပါစေလို့မျက်လုံးမိတ်ကဆူတောင်းရင်လှမ်းကြည့်လိုက်တဲ့အခါတကယ်တမ်းဘာရှာဖြစ်နေတာကိုမြင်တော့ပြောပြမတတ်အောင်ဝန်တာသွားပြီးထက်ကစီနီယာတယောက်နဲ့ပြောနေပေမဲ့သူ့ကိုလွှဲနေတဲ့အကြောင်းတွေကိုပြောကနောက်ကစီနီယာလက်ထက်ကနှင်းစီပန်းကိုယူပြီးပေးလိုက်ပါတယ်။စီနီယာဖြစ်သူကဒေါသထွက်တော့ကမင်းသူ့ကိုစကားမပြောရဘူးလို့ပြောပြီးအာဒီကငါသူနဲ့သိပြီးသားပါလို့ပြောပေမဲ့အာဒီရဲ့ကော်လန်ကိုကြိုက်ကမင်းငါစကားကိုနားထောင်ရမယ်ပြောနေတော့ကြောက်အုပ်ကြီးလာတာကိုမြင်တော့တမိနစ်လောက်ဆက်ကြိုက်ထားရင်ငါသူ့ကိုစကားမပြောတော့ဘူးလို့ပြောတဲ့အခါကြောက်အုပ်ကြီးလာတာကိုမြင်လို့လွှဲပေးလိုက်ရပါတယ်။အာဒီဟာဘာရှာကိုစကားပြောဖို့ကြိုးစားပေမဲ့စီနီယာတွေကြည့်နေလို့ဘာရှာဟာမပြောပေးချောင်နေခဲ့ပါတယ်။တရက်မှာတော့အာဒီဟာကန်တင်းမှာစာရေးမလို့လာတော့ဘာရှာကိုမြင်တာနဲ့ထိုက်ကငါ့ကိုဘာလို့စကားမပြောတာလဲမေးလိုက်ပါတယ်။ဘာရှာကစီနီယာတွေရှိလို့ပြောတော့သူတို့နဲ့ပါဆယ်လို့လေးပြောပြီးငါမိကိုအသေးသက်လိုက်ရှာနေခဲ့တယ်လို့ပြောပါတယ်။ဘာရှာကငါအခြားတက်ကတော်တစ်ခုမှအဖေးတက်ခွင့်ရပေမဲ့နင်းနဲ့ဘူတောင်မှညကနင်းအိတ်ထုံးမှာဒီတက်ကတော်ခက်စာကိုတွေ့လို့ဒီမာလာတက်တာလို့ပြောတော့နားလေတော့တဲ့အာဒီကဒါဆိုရင်နင်းငါကိုရှစ်လို့ဒီမာလာတက်တာလားလို့ပြောလိုက်ပါတယ်ဘာရှာကအဲ့လိုမဟုတ်ပါဘူးဒီမှာစတင်ကောက်လို့လာတက်တာပါလို့စကားလွှဲတော့ခဲ့ပါတယ်ဒီလိုနဲ့တရက်ပြီးတရက်သူတို့နှစ်ယောက်ဟာတဖြည်းဖြည်းနှိစက်လာပြီးတက်ကတော်မှမကြာခဏတွေ့တာခုံးတွေခဏခဏပြောပြီးသာသာရရနေခဲ့ကြပါတယ်တရက်မှာတော့သူတို့နှစ်ယောက်ဟာညနေကားနဲ့ပြန်လာတော့ဆိုင်ကယ်တစ်စီးနဲ့တိုက်မိမလို့ဖြစ်တော့ခဲ့ပြီးဘာရှာကတောင်းပန်ပေမဲ့ဟိုနှစ်ယောက်ပြဿနာရှာနေတော့အာဒီကလက်မဝင်လာပြီးမင်းတို့နှစ်ယောက်ဘာကောလေးပြောတော့မန်နေရင်တွန်ယုံနဲ့တွားသားထင်းများတဲ့အာဒီကိုမနေ့ထိန်ကတားလိုက်ရပါတယ်နောက်တနေ့အာဒီဘတ်စကက်ဘောကစားနေချိန်ဘာရှာကကိစ္စတိတိလေးကစားဒေါတာမကြည့်ဖို့ပြောတော့အာဒီကမင်းငါ့ကိုဘာလို့အဖြစ်မပေးသေးတာလဲမေးပြီးခုကိုချစ်တဲ့ယောက်ျားလေးတစ်ယောက်ကအမြဲတမ်းချစ်တယ်လို့တဖွာဖွာပြောနေတာကိုကြားရှင်လို့ပါလို့ပြောတဲ့အခါအာဒီကမရဘူးဒီနေ့အဖြစ်ပေးရမယ်လို့လက်ကိုကိုက်ထားကစီနီယာတွေလာတာကိုမြင်တော့ဘာရှာကလက်ကို1မိနစ်လောက်ကိုက်ထားရင်အဖြစ်ပေးမယ်လို့စလိုက်မိတဲ့အတွက်သူတို့ဝင်လာတာကိုဂရုမစိုက်ပြီး1မိနစ်ပြည့်အောင်ကိုက်ထားပါတယ်သူတို့ရောက်မှလွှဲပေးလိုက်ပေမဲ့လမ်းကြောလွှဲကအဖြစ်မပေးပေးထားခဲ့ပြန်ပါတယ်နောက်တနေ့သူတို့နှစ်ယောက်လာတာကိုစီနီယာကျောသားတွေကခေါ်ကမောင်နှမတွေရှင်းတော့ရတော့လက်ဖွေးတစ်ခုပေးပြီးဝေးတော်နဲ့အဖြစ်အာဒီကိုရှေ့ခိုင်းတော့ဘာရှာကလက်ဖွေးကိုလွှင့်ပြကမရှင်းနိုင်ဘူးလို့တက်တူကွင်းတစ်ခုလုံးကြားအောင်အော်ပြောလိုက်ပြီးအာဒီကိုလည်းချစ်တယ်လို့ပြောကလှည့်ထွက်လာခဲ့ပါတယ်ညနေရောက်တော့ဘာရှာကအာဒီကိုကားနဲ့ခေါ်လာကကားရက်လိုက်ပြီးဒီနေရာမှာဘယ်သူမှမရှိဘူးအေးအေးဆေးဆေးနေလို့ရတယ်လို့အထာပေးလိုက်ပါတယ်အချစ်ဦးမို့အတွေ့အကြုံမရှိတဲ့အာဒီဟာတုံတုံရီနဲ့ဖြစ်နေခဲ့ပြီးဘာရှာကနှခမ်းနီဆုပ်ကအရက်ရောက်ပြတော့လေအဖွားမပေါဘူးဖြစ်နေကတခါလောက်နဲ့လို့ရမလားမေးလိုက်ပါတယ်ဘာရှာကခွင့်ပြုလိုက်လို့နန်းတော်မေလို့တော့ကိုလက်ကကောင်းဟန်းကိုမတော်တဆဖိမိတဲ့အခါအတန်မြေသွားလို့အရက်ကြောက်နေတဲ့အာဒီကိုအောက်မလို့အောင်မရဖြစ်နေတဲ့ဘာရှာကပဲဥဆောင်လိုက်ကအာဒီက Happy Birthday လို့ဘာရှာအတွက်မွေးနေ့ဆုတောင်းပေးလိုက်ပြီးအကျဉ်းသားအနှဲတွေနဲ့အတူပျော်ရွှင်တော့တညတာကိုဖျက်ဆီးလိုက်ကြပါတယ်နောက်
နောက်တနေ့ကန်တင်းမှာတွေ့ကြတဲ့အခါဘာရှာကရှော့ကလက်ကျွေးတော့ရှော့ကလက်မကြိုက်တဲ့အာဒီကညှင်းနေခဲ့ပြီးကြောက်ကြသွားခဲ့ပါတယ်။ဘာရှာကပါစက်နဲ့ကိုက်ကကျွေးပေမဲ့အာဒီမစားတာကိုစီနီယာဆရာကြီးမြင်တော့ကြားနေတဲ့ရှော့ကလက်ကိုကောက်ယူပါသူမစားရင်ငါ့ကိုကျွေးပါလို့ပြောပြီးအာဒီကဒေါသထွက်ကဘာရှာကဆွေးပေမဲ့နောက်ကပြောနေတာကိုမခံရနိုင်တဲ့အာဒီဟာသူ့ကိုထိုးမေလို့တော့ဘာရှာကတားနေပါတယ်။မထင်မှတ်ပဲစီနီယာကျောင်းသားကြီးရဲ့လက်ကဘာရှာရဲ့အင်ဂျီကိုဆွေးကောင်းပြီးလေကျသွားပါတယ်။ဘိုကောကမတော်တဆလို့ပြောပေမဲ့ချစ်သူအတွက်ဒေါသထိုက်ဆုံးရောက်သွားတဲ့အာဒီဟာထွက်ပြေးတော့နောက်ကနေလိုက်ကဆက်တက်ရိုက်နေတာကိုကြောက်အုပ်ကြီးမြင်ကရုံခန်းကိုခေါ်လာခဲ့ပါတယ်။မင်းတို့ဘာလို့ရံဖြစ်ကြတာလဲမေတော့ဘာရှာကိုမဖွေးမရကြံစီလို့ပါလို့အာဒီကပြောတဲ့အခါစီနီယာဖြစ်သူကမဟုတ်ပါဘူးလို့ပြန်ဖြေကရှင်းရှင်းလင်းလင်းသိရအောင်ဘာရှာကိုမေးလိုက်တဲ့အခါပြဿနာမကြီးထွားစေရှင်တဲ့ဘာရှာကကြောက်အုပ်ကြီးကိုမဟုတ်ပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။အာဒီကဒေါသထွက်သွားပြီးသူ့ဘက်ကနေမပြောတဲ့အတွက်ရုံခန်းကနေထွက်လာကဘက်စကက်ဘောကစားနေပါတယ်။ဘာရှာကရောက်လာပြီးပြောစရာရှိတယ်လို့ပြောတဲ့အခါအာဒီကသူစိတ်မကြည်ဘူးလို့ပြောပြီးနင်းကိုရန်ဖြစ်အောင်တတိပေးပေမဲ့တားလို့မရလို့ဒီလိုဖြစ်တာပါဟုတ်ပြောတော့နင်းကိုမဖွေမရလို့ငါထွက်တာပါလို့အာဒီကပြောတော့ဘာရှာကအဲ့လိုဆက်လက်မပါလို့ရင်နှစ်ဦးနှစ်ဖက်ကြုံမရှိပေမိဖအတိုင်းဝဲသည့်သွားရင်ပိုဆိုးလိမ့်မယ်လို့ပြောလိုက်ပါတယ်။နင်းကအဲ့ဒါတွေမစိမ့်စားပဲလှုပ်တယ်လို့ပြောတော့အာဒီကငါကဒီလိုပဲမှန်နေလှုပ်တတ်တယ်လို့ပြောကအခြေအနေကိုလိုက်ပြီးမနေထိုင်တတ်တယ်လို့တွဲလျှောပြီးတော့လည်းမရှိတတ်ဘူးလို့ပြောလိုက်ပါတယ်။ဘာရှာကနင်းငါတွဲလှုပ်တာမဟုတ်ပဲနင်းအတားထိပါခံရလို့လှုပ်တာလို့ပြောတော့နင်းအင်ကြီးဆွေးဖြုတ်တာကိုငါညီခံနေရမှာလားလို့ပြောပြီးနောက်တစ်ခါဆိုအဲ့ကောက်တွေလာထီညီခံနေလိုက်လို့ပြောလိုက်ပါတယ်။ဘာရှာကလည်းဒေါသထွက်သွားပြီးအာဒီကိုပါရလိုက်ကအာဒီကလည်းနေတော့ငါပြောတဲ့စကားတခွန်းကျော်ဒေါသထွက်တာငါရှိတဲ့မိန်းကလေးတယောက်ကိုမဖွေမရလို့ဒေါသထွက်တာပါဟုတ်ပြောပြီးသူ့ကိုပေးဖို့ယူလာတဲ့လက်ထက်လက်ဆွဲကိုထောက်ကနေနဲ့ငါပြစ်ပြီးလို့ပြောပြီးလန့်ခွေလိုက်ပါတယ်သူတို့နှစ်ယောက်ဟာတဖြည်းဖြည်းဝေးသွားကြပြီးအာတီဟာလေစစ်တက်လူတင်တဲ့တက်ကတော်တစ်ခုကဘွေးယူပါတငယ်ရှင်နေနဲ့အတူပျော်ပျော်ရွှင်ရွှင်အလုံးလုံးနေပါတော့တယ်တရက်မှာတော့အာတီနေတဲ့အိမ်ကတငယ်ရှင်ဖြစ်သူကာပီတာရဲ့အဖေဟာအာတီကိုသူနဲ့အမျိုးဆက်တူတဲ့အတွက်သဘောကျကသူ့သမီးနဲ့ပေးစားဖို့စီစဉ်နေပါတယ်ဒါပေမဲ့ကပီတာဟာအာတီရဲ့တငယ်ရှင်ရာဘီနဲ့ကြိုက်နေကြတာဖြစ်ပြီးသူ့အဖေကိုသဘောတူအောင်ပြောပေးဖို့အာတီကိုအကူအညီတောက်ပါတယ်တရက်မှာတော့အာတီဘောလုံးကန်နေစဉ်ကမ်ပဏီတစ်ခုကသူ့ကိုအလုပ်လာကမ်းလှန်တော့အာတီကလည်းသူတို့တစ်ပွေးလုံးပါမှလုံနိုင်ပြီလို့ပြောကကမ်းလှန်လာသူကလည်းသဘောတူလိုက်ပြီးကမ်ပဏီကိုလာတွေ့တဲ့အခါတထည့်ဖြစ်သူကအီကာထောင်ရှိတဲ့မြို့နယ်တစ်ခုမှာအိမ်တွေဆောက်ဖို့စာချုပ်ချထားတယ်ပြောကဒီဇိုင်းတွေအကောက်ဆုံးဆွေးပေးဖို့ပြောတော့အာဒီကအလုံးအဆင်ပြေစေရမယ်လို့ကတိပေးလိုက်ပါတယ်တရက်မှာတော့တထည့်ဖြစ်သူကသူတို့အဖွဲ့ရဲ့မန်နေဂျာနဲ့တွေ့ပြမယ်လို့ခေါ်တော့လှည့်ကြည့်လိုက်တဲ့အခါချစ်သူတော်ဟောက်ကိုမထင်မှတ်ပဲမြင်လိုက်ရတော့ဒေါသထွက်တော့ကလက်မှာကိုက်ထားတဲ့ဝက်ခွက်ကိုခွေပြီးသွေးစီးနေတဲ့လက်ကိုဘာမှမလုပ်ပဲတီရှူးတစ်ခုယူကပြန်သွားပါတယ်အိမ်ကိုရောက်တော့တငယ်ချင်းဖြစ်သူကငါတို့ရဲ့မန်နေဂျာမလည်းမလျှော့ဘူးလားလို့သူတို့နှစ်ယောက်ရဲ့အကြောင်းကိုမသိပဲပြောတဲ့အခါမင်းတို့နှစ်ယောက်လိုက်ဖက်လို့ငါစီစဉ်ပေးတာလို့ပြောတော့ဘာမှမပြောပဲဒုံနဲ့လိုက်ရိုက်တဲ့အခါတငယ်ချင်းနှစ်ယောက်လုံးမစီမဆိုင်အရိုက်ခံရပါတော့တယ်အဲ့လိုရိုက်နေတော့ဘာရှာရောက်လာတော့တငယ်ချင်း BJ ကငါတို့မန်နေဂျာကဘာရှာလာပြောတော့အာတီကဟောက်တယ်လို့ပြောက BJ ရဲ့ရေးစားကတိနေကြတာလားမေးတော့ဟိုက်ဒရာဘက်ကဘာရှာလေးပြောတဲ့အခါအကုန်လုံးအံ့ဩသွားပြီးနားလေသွားကြပါတယ်နောက်တနေ့ဘာရှာကရှော့ကလက်ကိတ်မှုယူလာကကပီတာရဲ့အဖေကိုကြွေးတော့အဲ့ဒီဦးလေးကအာတီကိုလာကြွေးတဲ့အခါရှော့ကလက်မကြိုက်ဘူးလို့ပြောပြီးထွက်သွားပါတယ်ဘာရှာကနောက်ကနေလှမ်းပြီးခေါ်ပေမဲ့ကားတိုက်မလို့ဖြစ်တော့ကအာတီကိုအရင်ကိစ္စတွေမေးထားပြီးတငယ်ချင်းတွေလိုနေလို့ရတယ်ပြောတော့အာတီကငါ့ဘွားမှာမကြိုက်တဲ့နှစ်ခုကရှော့ကလက်ပြီးရင်မဲမဲလို့ပြောလိုက်ပါတယ်ဘာရှာကနေငါ့ကိုစကားမပြောချင်တော့အလုံးနဲ့ပက်တဲ့ရင်ငါကနေရဲ့စီနီယာမို့စကားလာပြောမှရလိမ့်မယ်ပြောကလက်ထက်သွားပါလိနောက်တနေ့ရုံခန်းမှာအာဒီကနှုတ်ထွက်စာတင်တော့ဘာလို့လဲမေးကမင်းအောက်မှာအလုံးမလို့ရှင်လို့ပြောပြီးရှင်ခုထက်ထိစိတ်ထင်တဲ့လုံးနေတုံးမေးလာပြောတော့ငါကအရှင်တွေကိုလိုက်ပြီးမဆုံးဖြတ်တဲ့ဘူးပြောကဘာရှာကလည်းနှုတ်ထွက်စာပေးလိုက်ပါလိတကယ်ချင်းတွေကအာဒီကိုတားကကပီတာကငါတို့ခွဲအလုပ်ထွက်လိုက်ရင်အဖေကဘီဂျစ်ကိုလည်းအမြင်ကျတော့မှမဟုတ်ပေငါတို့နှစ်ယောက်ပိုဝေးသားကြလိမ့်မယ်ပြောပြီးအာဒီကငါသူနဲ့စကားမပြောရှင်ဘူးပြောတော့နောက်တစ်ယောက်ကမင်းမပြောရင်ငါပြောမိပြောကခွာလာပြီးနှုတ်ထွက်စာကိုရုပ်သိမ်းတယ်လို့ဘာရှာကိုလာပြောကြပါတယ်အလုတ်ခွင်တဲ့ရောက်တဲ့အခါဘာရှာကဥထုတ်တွေအင်ကြီးတွေဝက်ခိုက်ပေမဲ့အာဒီကနားမထောက်ပဲနေကသူတို့နှစ်ယောက်မျက်နှာချင်းဆိုင်ပြီးဆိုလေအာဒီကလှည့်ထွက်သွားပါတယ်တရက်မှာတော့အာဒီလက်ဖက်ရည်ထိုက်တောင်းနေတော့ဘာရှာထွက်လာပြီးကပီတာကမွေးနေ့ဆူတောက်ပေးကအာဒီကိုမွေးနေ့ဆူတောက်မပေးဘူးလားမေးတော့ကောက်ခါပြကသူမိနေလောက်ပါပြီလို့ဘာရှာကပြောတော့မဟက်တမကန်ဒီမမဟုတ်တာအတွက်ပွားရအောင်လို့ပြောနေတော့ဘီဂျစ်ထွက်လာပြီးမွေးနေ့ဆူတောက်ပေးပါတယ်
သူ့ရဲ့စားကနင်ဘာရှာရဲ့မွေးနေ့ကိုဘယ်လိုသိတာလဲမေးတော့အာဒီမနီကပြောပြတာလေးပြောတော့အာဒီကလက်ဖက်ရည်နဲ့မျက်နှာကိုပစ်လိုက်ပါတယ်။တရက်မှာတော့ကပီတာကအင်ကအရေးကြီးလို့ဖုန်းဆက်လာတယ်အလောက်ကလည်းပြီးခါနီးနေပြီမို့အနားယူရင်ငါတို့၃ယောက်သွားမယ်ပြောတော့အာဒီကခွင့်ပြုလိုက်ကဘာရှာကိုပါပြောပြီးထွက်သွားကြပါတယ်။လောက်တပြီလို့အာဒီကလည်းပြန်မေးလို့တော့ဘာရှာကသူပါလိုက်မေလို့ထားလာကအာဒီကတက္ကစီဝန်ဆောင်မှုကပ်ပြားတစ်ခုပေးပြီးထွက်သွားပါတယ်။ရုတ်တရက်လူရန်ကကားတစ်စီးဝင်လာပြီးဘာရှာကိုပြဿနာရှာတော့မှန်ထင်းမှမြင်နေရသေးတဲ့အာဒီကမနေနိုင်တော့ပဲလေးလာကသူတို့ကိုတိုက်ခိုက်ပြီးရည်တင်တဲ့အတူဖြစ်ပေးလိုက်ပါတယ်။လေချင်းနဲ့ကပီတာဟာခိုးပြေးသွားကြတာဖြစ်ပြီးသူ့အဖေကလည်းသဘောမတူပဲဖြစ်နေကအာဒီကလည်းဘီဂျေကဦးလေးသမီးကိုတကယ်ရှိတာပါအလောက်ကောက်လေးရှိတယ်ပြောတော့မျိုးရိုးမတူတာမို့လက်မခံနိုင်ဘူးပြောတဲ့အခါဦးလေးကိုကိုနေတဲ့ဖေကဦးလေးနဲ့မျိုးရိုးစဲတူလို့လားလို့ပြောတဲ့အခါမှာနားလေတော့ကဒါဆိုရင်မင်းနဲ့ဘာရှာလဲချစ်ဖူးခေးတယ်လို့ငါကြားတယ်အခုတယောက်မျက်နှာတယောက်တော့မကျင့်နိုင်ကြတော့ဘူးပြောတော့ဘာရှာကဦးလေးသမီးကိုဘီဂျေနဲ့သဘောမတူပဲဦးလေးသဘောကျတဲ့အခြားတယောက်နဲ့ပေးစားလိုက်ရင်တော့ဦးလေးသမီးကဦးလေးပေါ်တသက်လုံးနာကျစ်ချက်ဖြစ်သွားပြီးလူတွေကသူတို့ရှစ်တာကိုတတိမရကြပဲအမုန်းတရားတွေကိုပဲတတိရတယ်လို့ပြောကထွက်သွားပါတယ်အာဒီလေဘာရှာနောက်ကနေလိုက်လာကစကားပြောမိလို့တော့ဘီဂျေတို့စုံတွေ့ထွက်လာပြီးငါတို့ကိုအဖေကသဘောတူလိုက်ပြီးနင်တို့နှစ်ယောက်ကိုအရန်ကျေးဇူးတင်တယ်လို့ပြောကမင်္ဂလာကိစ္စအတွက်အစီအစဉ်ဆွေးဖို့ဝင်သွားကြပါတယ်အာဒီကလည်းစိတ်ပြုတ်သွားကဘာရှာကိုချစ်စွကျင်နေပြောပြီးသူတို့နှစ်ယောက်ဟာလည်းအရင်လိုမဟုတ်တော့ပဲအလောက်ကရသွားလာကအစားအဆင်ပြေသွားကြပါတယ်တရက်မှာတော့သူတို့နှစ်ယောက်ဈေးဝယ်ထွက်လာတော့အာဒီကဘာရှာကြတဲ့ရှော့ကလေးတွေကိုဝယ်ထားတော့ဘာရှာကနေမှတ်မိနေတော့လားပြောတော့ရှက်ကိုရှက်ပြန်နဲ့ထွက်သွားပါတယ်ဆိုင်တွေကထွက်လာတော့ကားတစ်စီးလုံးနေတာမြင်ပြီးဘာရှာကဝင်ကြည့်တဲ့အခါအာဒီကမင်းခလေးလားအဲ့ဒါတော့မသိဘူးလားပြောတော့ဘာရှာကငါတို့တုန်းကလည်းအဲ့လိုလုံနေလိမ့်မယ်လို့ပြောတော့တယောက်ကိုတယောက်ကြည့်ကတတိယသွားကြပါတယ်ဘီဂျေတို့မင်္ဂလာပွဲနေ့မှာကာပီတာကဘာရှာကိုအရန်လှတယ်ပြောပြီးအာဒီလည်းအရင်လိုမဟုတ်တော့ဘဲနင့်ပေါ်ဆက်ဆံရေးတွေပြည်လည်နေပြီလို့ပြောပါတယ်တစ်ဖက်မှာလည်းအာဒီကငါဘာရှာကိုစားတွေ့ကလေးကရှစ်တာပါငါဘွားရဲ့ပထမဆုံးခံစားချက်ဟာသူပဲရှောက်လာတော့အရှင်ယူပြီးလိုက်ခဲ့တာအဲ့ဒါကိုသူကကြောက်အုပ်ကြီးချင်းမှာရှောက်မိနစ်နဲ့ငါ့ကိုအယူလုပ်ခဲ့တယ်ငါကကိုမန်ရင်အရှင်နေကြည့်ပြီးမနေထိုင်တတ်တယ်လို့သူကအရှင်နေကြည့်ပြီးနေထိုင်တတ်သူမို့သူအရှိကပြောင်းလေးရှင်ပြောင်းလေးပေမဲ့ငါအရှိကအရင်တိုက်ပဲလို့တငယ်ချင်းတယောက်ကိုပြောပြီးအခုတော့အဲ့ဒါတည်းမရှိတော့ဘူးလို့ပြောတဲ့အခါနောက်ကရောက်နေတဲ့ဘာရှာတို့လေအကုန်လုံးကြကအန်အော်တော်ပြီးလှည့်ထွက်သွားကြပါတယ်နောက်တနေ့ဘာရှာရောက်လာကအာဒီစီကတင်ထားတဲ့လက်ဆောက်တွေကိုလာပေးပြီးငါကအရှင်နေလိုက်ပြီးနေထိုင်တယ်ဆိုတာငါတို့ရဲ့ချစ်တွေကိုဘာအကျုံးနဲ့မှမပြည့်စည်စေရှင်လို့ရှင်ကအဲ့ဓာတွေကိုနားမလည်ပဲကိုယ်စိတ်ထဲမှာရှိတဲ့အတိုင်းလုပ်သူမို့အဲ့ဒီပြဿနာတေးသေးလေးကိုတော့အခုထိရင်ထဲကမထုတ်နိုင်ပဲပိတ်မိနေတာမို့မာနတွေပဲချစ်တဲ့နေတာပါလို့ပြောခါထွက်လာခဲ့ပါတယ်အာဒီရဲ့မိကလည်းအာဒီကိုလက်ကတိရှောင်းနိုင်ကဘာရှာအင်ကိုလာပြီးမင်းကိုတောက်ပန်ဖို့ပြောပေမဲ့မင်းကိုကြည့်ပြီးအမေလက်မခံခဲ့ဘူးအခုတခါထဲလာပြန်တော့မင်းကိုတန်ဖို့ရှိရှိနေတာကိုမြင်ပြီးမင်းနေတဲ့နေရာကိုပြောပြကသူရောက်အောင်လာခဲ့တာလို့ပြောလိုက်ပါတယ်အာဒီဟာဘာရှာရဲ့သေးခံမှုနဲ့အရှိတွေကိုနားလေတော့ပြီးအသေးအတန်လိုက်ရှာကနောက်ဆုံးသူတို့တွေ့ခဲ့ကြတဲ့ဘူဒိုင်ယုံနာကခုန်တန်းမှမြင်တော့ဘာရှာကိုတောင်းပန်ပြီးလက်ထခွင်းတောက်ကဇလန်လေးကိုအဆုံးသက်လိုက်ပါသည်